ပကံတက်မတော်အတွက်ရေပြင်မှာကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့တဲ့ညာဦးဘီကိုစုဆောင်းပြီးနောက်မှာတော့ရေပြင်နဲ့ကောင်းငင်ရန်ကထမ်းမိနေကြတဲ့မှာလျှက်စီးလက်တလို့မြန်ဆန်လာတဲ့လူတစ်ယောက်ရဲ့အမကန်သတင်းစကားဟာပကံစီကိုရောက်ရှိလာခဲ့ပါတော့တယ်။သူကတော့မြင်းမှုရက်ကငထွေယူဆိုတဲ့သူပဲဖြစ်ပါတယ်။သူဟာတာမန်သူတွေကြောက်ရွံ့ထိတ်လန့်နေရတဲ့အလွန်မြင့်မားတဲ့ထမ်းမင်ကြီးတွေပေါ်ကိုဘာလီကဘာအထောက်ပံ့မှမပါဘဲနဲ့တာမန်မြေပြတ်မော်လမ်းလျှောက်တယ်လို့မျိုးပေါ်ပါတက်လက်စာတက်နိုင်တဲ့သူပဲဖြစ်ပါတယ်။သူဟာထမ်းမင်တပင်ရဲ့ထိပ်ဖျားကနေနောက်ထပ်တပင်စီကိုထမ်းလက်တွေကိုနင်းပြီးတော့လေထဲမှာခုန်ကူးနိုင်တယ်လို့အပင်ရနဲ့ချီကိုလည်းလျှက်စီးလက်တယ်လို့ကူးခတ်လှုပ်ရှားနိုင်တဲ့အထိအမခန်းမြန်ဆန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့တာမန်ထက်လွန်ခဲ့တဲ့အမြန်နှုန်းနဲ့တက်လွန်ကောင်းမှုတွေဟာတိုင်းပြည်အတွက်ရန်သူစခန်းတွေကိုလျှို့ဝှက်ထောက်လှမ်းမှုနဲ့စစ်မြေပြင်မှာလျှက်တစ်ပြက်တိုက်ကွက်တွေပေါ်နိုင်မှုအတွက်အလွန်အရေးပါတဲ့အရေးချင်းဖြစ်နေပါတော့တယ်။အနော်ထာမင်းကြီးဟာငထွေယူကိုသူ့ရဲ့ပြောင်ပြောင်လာတဲ့အရေးချင်းတွေကြောင့်ရန်သူစခန်းတွေကိုလျှို့ဝှက်ထောက်လှမ်းမှုနဲ့ပျောက်ကြားစစ်စင်ရေးတွေမှာအားကိုးရမယ့်ပကံရဲ့ဒုတိယမြောက်သူရဲကောင်အဖြစ်တစ္ဆာတော်ဘေးကတိမ့်သွင်းစုဆောင်းလိုက်ပါတော့တယ်။ပကံတော်ဝင်တက်မတော်အတွက်ဒုတိယမြောက်သူရဲကောင်ငထွေယူကိုရရှိပြီးတဲ့နောက်မှာတော့တန်မဏိလိုခိုင်မာတောင်တင်းပြီးတော့နွားရိုင်းတွေကိုလက်ပလာနဲ့တိုက်ခိုက်နိုင်တဲ့တတိယမြောက်စွမ်းအားရှင်တဦးရဲ့သတင်းကိုကြားသိရပြန်ပါတယ်။အဲ့ဒီသူရဲကောင်ကဘယ်သူဖြစ်မလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။